ပါဒီနေ့မှာတော့ဘာကောင်မှလည်းမသိအနီရောင်ကောင်မှပေါ့အဲ့ဒီကျထွက်ပြေးမှဖြစ်ပါတယ်ထောင်ဖောက်မှာပေါ့ညတော့ဟိုလိုဘလို့ဆော့ရတင်နေမဲ့ကြည့်မတင်ပေးဖြစ်လိုက်ဘူးလာရမှာပေါ့ကောင်မနဲ့တီးလို့တီးကောင်မနဲ့နိုင်ခဲ့ပြီးချက်ပါလို့ဒီကောင်မနဲ့မတီးပါဘူးလိုင်းမကောင်းတာတီးနေရတယ်ဒီကြည့်ဘာမှမမြင်ရဆင်းရှိရပါဟိုကောင်မလိုက်มาဒီမှာကြိုင်တော့ရတော့ဟိုထောင်လေးတစ်ခုစောတာလေအားလုံးမတင်တော့မတင်ဖြစ်လာပြီပေါ့နော်အဲ့ဒီဆိုရင်ဆောတာဆိုဒီထောင်နေနဲ့လုံးဝမတူဘူးနော်မကွဲတာရမ်းကွဲတယ်အဲ့ဒီကဆောလို့တဲ့ကောင်အဲ့ထားလေအဲ့ရတော့နိုးအဲ့ဒီထောင်ဆောဘူးလေအဲ့ဒီထောင်ကြတော့အဲ့လိုမျိုးမဟုတ်ဘူးခု2026မှာပုံပြောင်းလိုက်တာအဲ့ဒီထောင်လေးဆောဖို့ပါပဲဒါနဲ့အဲ့ထောင်တူရောဒီထောင်မဲ့ဆောပါမယ်ဒီမှာလေးဒီကောင်မနာမည်သိလားမသိဒီကားမကြည့်ဘူးတော့မသိပါဘူးကြည့်ဘူးရဟာရောသိပါတယ်မကြည့်ဘူးရဟာဆိုတော့မသိပါဘူးဒီထောင်လေးရောက်မှအိမ်နာသွေးလက်သူနေရအဲ့ဩဘာကံဘောဇာတော့ဒီတရားကျိုးတယ်ဒီတရားကကျိုးတယ်ကျိုးတာအဲ့ရလည်းမတွေ့ရလေကားထောင်စကားမဆုံးဘူးလေကားထောင်ကားတာဒီပန်ကားလေးမုတ်တာလေးမပါပါစေနဲ့စစ်တာဆက်ရတော့ညပြေးပြီးခုံပြီးသွားမှာရောက်ပြီးပေါ်ရရောက်ပြီးRoblox ကိုလည်းအားပေးကြပါလို့အဲ့ကမှတွေ့ပါပြီလားလိုင်းရမကောင်းတော့ဒီတကားပွင့်သွားမနေ့ကနိုးတွေ့ထောင်ဆိုဒီလိုမျိုးမဟုတ်လေကအစတလိုမျိုးခုံနေတာပဲလက်ကလည်းစိတ်ရှိတော့မနေ့ကတွေ့ထားဆိုလေအဲ့လေကလည်းအဲ့လိုမဟုတ်ပုတ်ဆက်တမျိုးဒီလိုတွေမဟုတ်ဘူးပေါ့အရင်မစစ်တွေဝင်တာပဲစုပ်တယ်ပေါ်တက်တယ်နိုးလိုက်တူဘယ်ဆော့ချင်မရှိဘူးအကောက်လေးတွေပေါ့နော်ပုံမှန်လေးပြတာဒီနေ့လွတ်လပ်ရင်နော်လာပြန်ပြီလားလက်ကမငြိမ်ဘူးဒီမှာရွှေဦးမှာ85ခုကြပြီပေါ်တက်မယ်ဟောရာဂိမ်းနေလည်းနောက်ပိုင်းစော့မယ်ပေါ့နော်ဘလို့ထင်တယ်လေကားထောင်လာပြီလားဟောလာပါနဲ့ဆက်လာပြီလေကားထောင်လိုက်လက်ကအဲ့အပေါက်တင်နေအောင်မရဖိနေလား
ပွဲအော်မှာပါလို့မမရတော့ပဲမြင်လာပြီပွဲကိုကြည့်တာအာဒီခါထူးထူးဆန်းဆန်းတစ်ခါတည်းနဲ့ရတစ်ခါတိုင်းဆော့လို့မရဘူးဒီနေရာပြောရမဟုတ်ပန်ကလေးမဟုတ်တဲ့နေရာဆိုတော့နောက်တစ်နေရာရှိရလေပန်ကလေးလာရင်ခုံသွားတာအဲ့နေရာဆိုအသေးပဲတီးတာလုံးဝမစောတော့နောက်ပိုင်းမှာဆဆဆော့တော့ဆိုအဲ့နေရာကြိုက်မှကြိုက်ရမ်းလွယ်တယ်ဆိုဆော့မလွယ်ဘူးခက်သွားပြီဘာဖြစ်လို့လဲဆော့ရကြတယ်ဒါအနည်းနဲ့ဖြူနေများနော်မဆစ်တွေဝင်လာများခုလိုပြချပါလို့ပြချမလေးလို့ကောင်းလက်တဲ့ဒီမဆစ်တွေရတော့လေကြရတယ်လေနိုးမနေဆောနေရလေဒီနားဆိုလို့ရှိရင်လုံးဝမတူဒီထားလေးနဲ့သူဟာပုံစံတစ်မျိုးဒီလိုမျိုးပိတ်တဲ့နေရာအဲ့လိုမျိုးပထမဆုံးစတော့သူဟာဒီလိုမျိုးပါပဲနောက်မှအဲ့လိုမျိုးဖြစ်သွားတာသူ2026ရောက်မှပြန်ပြောင်းလာရတော့ဖြစ်မှာပါပါတယ်လေဘယ်ဟာခုံမေးရမှစမ်းခဲ့ပြီလို့ညမှာရှိသေးတယ်တော့ဟေးသွားမနေရဝေးတယ်ကြံသေးတယ်နော်ဒီမှာပဲရှိသေးတယ်လာရလဲမကအဲ့မှာပတ်စံတိုက်လိုက်မယ်အဲ့ပတ်စံနေရရင်ဘာလုပ်လို့ရလဲမသိဘူးဘာမှလည်းလုပ်လို့ရမှာမဟုတ်တော့ပါဘူးအဲ့ပတ်စံနေဘာလုပ်လို့ရလဲစော်တယ်ဝင်ကြည့်မယ်ဟိုဘတ်နဲ့လားဟိုဘတ်နဲ့ဆိုရပြီဟိုတော့ဒီပတ်စံနဲ့ထင်လို့ပတ်စံနဲ့စုနေရအဲ့ဒီခံနဲ့ညှိကြောက်တာမကြည့်အောင်မကြည့်တော့ဒီခံနဲ့ရနေနော်ဟိုရှိခံနေစပြီးကစကတ်ထားပြီးကြည့်တာတခါဆိုလို့ရှိရင်ဒီထောင်ဖောက်လာနော်ပလဲဗီဒီယိုရိုက်ပြီးတင်မို့အတိုင်းမဒီခံမဲ့တော်တိုင်ပတ်သွားလို့မတင်တော့ပါဘူးအဲ့ဒီခါရူဆဆန်တခါလေးနဲ့ရတယ်နော်ဟိုရင်တော့ဆိုလို့မရဘူးပစ်ကြတာစမှာလေဒီနေရာတွေတော့ဘာဖြစ်ပါဘူးဒီနေရာရလွယ်ပါတယ်နော်ဒီနေရာရလွယ်ဟာဒီဟာတော့ခံသူ့မတက်ပြီအနီဟိုဘောက်ပြီးလို့ရတဲ့ကောင်မဟိုဘောက်တခါလေးထွက်ပြေးလိုက်သူ့မတက်ပဲနဲ့လေကြော်ပြီးတော့နေပြေးသွားလိုက်မယ်ဒီကမပြေးရပြီးဟောတာလေးပဲတိတ်မချွတ်မအောင်ဟဲ့ဘယ်ရောက်နေရလဲလောက်တာဟဲ့ဒီကမပြေးတယ်ဟာတယ်ရေဒီမှာပဲယေးတေးသွားပြီယေးသူတေးမဟိုဘက်တကားပွင့်နေနော်သူမတေးမချင်းတကားမပွင့်ညကြလို့ရှိရင်လားချမ်းလိုက်လားဘယ်နဲ့ချလို့ရှိလဲမသိပါဘူးစောက်ကူတာပေါ့နော်စောက်ကူတာစကူထဲမှာလက်လက်ရည်သွားတာပေါ့အဲ့ဒါတင်ပါမယ်ပြချပါအောင်ဟုတ်ပါစံဒီကောင်နာမည်တော့သိရမေ့သွားတာပေါ့နော်ဒါတခုမှမသိပါဘူးကားမကြည့်ဘူးပေါ့နော်ဒီကားမကြည့်ဘူးတော့မသိပါဘူးအဲ့ဒီရုပ်တော့တည်တယ်ဒီကောင်မလည်းတည်တော့တည်ရတယ်ဒါပေမဲ့ကားမကြည့်ဘူးနာမည်လည်းမသိပါဘူးတော့ခင်ဗျာပေါ့နော်ဒီကျူးမှာပဲ YouTube တော့တွေ့မှာဆိုသူတက်တယ်လေဒီမျိုးခါဒီမှာဆိုကြည့်ဘူးတယ်TikTok မှာလည်းသူတွေ့တော့တွေ့ဘူးတယ်ပေါ့နော်အဲ့ဒီကောင်လေဒီကောင်ကတော့ကြည့်တယ်ပေါ့နော်ဒါပေမဲ့မေ့ရွာပြီသူကလည်းကြည့်တာအစပဲရှိသေးတယ်ပေါ့နော်အစမှပဲပြင်းလို့ဆိုပြီးပိတ်လိုက်ပါတယ်ဟေးဒီခန်းကနည်းအရှိဘယ်တော့မှရောက်တော့မလဲအော်ရပြီခုမှရပြီအရှိမပါခန်းလားဒီ
ဒီလေကားထောင်လိုက်ခံလိုက်ရမ်းကြောက်တယ်လေကားထောင်လိုက်တာအောက်ပစ်ကြတာစိတ်ကလည်းဒီမှာပဲရမ်းတို့လားရမ်းတို့စတော်လေးတွေတော့ကန်တောင်းလို့ပစ်ကြတာနော်ဒီမှာအခါရထောက်ရမ်းပစ်ကြတယ်လို့စိတ်ကြည့်တော့ဒီနေ့မှထူးထူးဆန်းဆန်းပေါ့နော်ဟာဒါလည်းစိတ်မပြေဘူးဒါစိတ်မပါဘူးရှင်ဒီပါတယ်ဒီမျိုးတော့မပြတ်မောလိုက်တာတော့သူတေဖို့တော့ပြရမကြည့်အောင်တွေးရလည်းမကြည့်အောင်ပြမယ်နော်ပြရပါဟုတ်တယ်မကြည့်အောင်အနီပဲကျန်တော့အရန်ဝေးပါပြီပေါ့နော်ဒီလောက်လည်းနီးသေးတယ်ဒီလောက်အဲ့လောက်မှစင်ချီပါတယ်ဒါတော့တိသွားပြီဒါတော့နှိမ်မှကတော့လို့ရလားမဟုတ်စပတ်ကြတော့လို့ပဲခါနေတယ်ကျန်နေရမပြီးဘူးဟယ်လီကော်ပတာလာပါလားအဲ့စီဒီမှာတင်မှာပြန်ထွက်လို့အေးတော်ရပြီဒီမှာပါရှိတာအော်ဒီကဟိုထောင်တစ်ခုနဲ့တူနေတယ်လို့ပဲနော်ဘာလို့မလုပ်ပါဘူးတိတ်တော့ဒီလိုတာတီသွားပြီဒီဟာနဲ့တီတယ်ဒီနဲ့တီနေပြီဒီမှာလေးပဲရောက်လာဟိုမှာအဲ့ဒီမှာအဲ့ဒီပေါ့အဲ့ဒီဘက်ချန်ဝင်ကြော်ဖို့တော့ဒီတုံးလေးတွေထပ်သွားရမှာအဲ့တုံးလေးကနေထပ်ပြီးတော့နေအဲ့လိုမျိုးသွားရမှာဒါသူဟာနှိပ်တယ်လို့ပြောမယ်တချို့ဟာဆို3တုံးလောက်ထပ်ပြီးမှဝင်လို့ရလိုင်းရတိတ်မကောင်းပါဘူးရှင်ညတော့ vlog video မတင်လိုက်ရလို့ခုမှတင်မိရပါပဲတော့မှာလဲဟောဒီဘက်ကဝေးမရဝေးစမပြေဘလောက်မှစင်ပြီဝေးရလဲတစ်ဆက်ပဲကျန်တော့ကြည့်ရောဘယ်လက်ယူလိုက်အောင်လဲနိုင်ဝါဆိုတော့အနည်းဆုံးဒါလေးတော့ယူတင်တာပုံဖော်လားဒါလေးယူပြီးမှသွားမယ်ဟယ်လီကော်ပတာဘူးမလူစောရလူပဲနေအောင်ရှိလဲကြည့်လိုက်အောင်စောလူကတော့နေလေ6ရောက်ပေါ့6ရောက်သူတို့တွေအနောက်မှာပဲရှိတယ်လားပြီးပါလားမသိပါဘူးဟိုကတော့ဒီမှာပါနော်ပြီးပြီပေါ့နော်ဒါစီးပြီးပါပြီမစီးသေးပါဘူးပတ်စံနေလိုက်ယူနေရအောင်အနည်းဆုံးတော့ပတ်စံလေးတော့ယူတင်တယ်လေသွားပြီဟာလေဒီထောင်လေးကလွတ်ပြီအမြန်တော့လေနိုင်သွားပြီအားလုံးပဲအဆုံးထိကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်။ဒီ channel like and subscribe လုပ်ပေးကြပါဦး။ Bye bye